ကျွန်တော်တို့ဘောမှန်လေးပေါ့နော်တခုခုကိုလိုချင်တာပဲဖြစ်ဖြစ်တခုခုကိုပေါက်မြောက်ကျင်တာပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်တို့ဒီတကယ်ရင်းရတာလေးရှိတယ်ဗျအဲ့တော့ရင်းရတယ်ဆိုတာပတ်စံနေမဟုတ်ကျွန်တော်တို့ရဲ့အဓိကကျွန်တော်တို့မှာရှိရဲ့အာရုံစူးစိုက်မှုတွေခွန်အားတွေကျွန်တော်တို့ရဲ့ဘဝတွေကိုတကယ်ရင်းရတာလေးရှိအဲ့တော့ကျွန်တော်ဥပမာအကြောင်းအရာလေးတစ်ခုကိုပြောပြငါးလေးတစ်ကောင်ကပေါ့နော်ရေကန်ကြီးရဲ့ဘေးနားလေးမှာဖန်ပလင်းလေးနဲ့ထောင်ထားတယ်ငါးလေးကဖန်ပလင်းထဲမှာပန်းပိန်လေးတွေကြားထဲမှာသူကကူးခတ်နေတယ်ဒါပေမဲ့အဲ့ဒီငါးလေးကသူကအရန်ကိုမှကျေပြန်းတဲ့ရေကန်ကြီးထဲကိုသွားကျင်ဒါသူ့ကိုလှောင်ထားတာမှန်အိမ်လေးထဲမှာအဲ့တော့အပေါ်ကဖွင့်ထားတဲ့မှန်အိမ်လေးပေါ့ဒါပေမဲ့သူအဲ့ဒီငါးလေးဟာသူအားတော့ခွန်ဆက်ပြီးတော့ခုံမယ်ဆိုရင်အဲ့ဒီသူဖြစ်ရှင်တဲ့ရောက်ရှင်တဲ့ရေကန်ထဲကိုရောက်နိုင်တယ်ပေါ့အဲ့တော့အဲ့ဒီငါးလေးက तू ကရောက်ရှင်တဲ့မျောလင်းချက်ပဲရှိတယ်အဲ့ဒီရေကန်ကြီးကိုကြည့်ပြီးတော့ရေကန်ထဲမှာရှိနေတဲ့ငါးတွေကိုကြည့်ပြီးတော့အားကျနေရောင်ကလွဲပြီးဘာမှမတတ်နိုင်ဘူးဆိုတော့ပုံစံမျိုးနဲ့နေခဲ့မယ်ဆိုရင်ငါးရဲ့မျောလင်းချက်ငါးရဲ့ရည်မှန်းချက်ကအဲ့လိုပဲဖြစ်နေမှာပဲဒါပေမဲ့အဲ့ဒီငါးလေးဟာတကယ်အားတော့ခွန်ဆက်ပြီးတော့ तू ဘဝကို तू ရင်းပြီးတော့ခုန်ချလိုက်မယ်ဆိုရင်တကယ်ကိုလွတ်မြောက်သွားနိုင်တယ်ပေါ့နော်အဲ့တိုင်းမှာကျွန်တော်တို့ဘဝမှာလည်းကျွန်တော်တို့လှုပ်ရှင်တဲ့အရာတစ်ခုဖြစ်ရှင်တဲ့အရာတစ်ခုဟိုပေါင်းမြောက်ကျင်တဲ့အရာတစ်ခုကိုကျွန်တော်တို့ကဘဝနဲ့ရင်းဖို့လိုတယ်တစ်ခါတလေမှချကွာတကယ်ရင်းချပြဖို့လိုတယ်ပေါ့နော်အဲ့ဒီရင်းနေဆိုတာကပတ်စံနေမဟုတ်ဘဲနဲ့အဲ့လိုမျိုးကျွန်တော်တို့ရဲ့အာယုံစူးစိုက်မှုတွေကျွန်တော်တို့ရဲ့ခွန်အားတွေအဲ့ဒါမျိုးရင်းချတာဖြစ်တယ်အဲ့လိုမျိုးရင်းဖို့ဆိုတာကထင်တယ်လို့မလွယ်ဘူးပေါ့နည်းနည်းတော့ခက်ခဲနေတယ်ဒါပေမဲ့တကယ်ရင်းရဲတဲ့သူတွေတကယ်ကိုမှဘဝကိုအဲ့လိုမျိုးနေရာတွေအတွက်ပိတ်ဆက်ရဲတဲ့သူတွေကတကယ်ကိုပေါက်မြောက်သွားကြတယ်ပေါ့နော်တကယ်ကိုလွတ်မြောက်သွားကြတယ်ဒါကြောင့်မို့လို့ဘဝမှာလွတ်မြောက်ချင်တော့ရင်းဖို့လိုတယ်ဆိုတာပြောချင်တာပဲ